ကိုအုံပေါင်းတော့ဆန်အဲ့ဒါကအန်အင်းအုံအန်မနော်အဲ့ဒီအုံပေါင်းတဲ့အတန်းမနော်အုံပေါင်းတဲ့ဟာဗီဒီယိုဖိုင်တစ်ဖိုင်လုပ်ပေးမယ်ပေါ့နော်ဒါနော်စကိုအုံပေါင်းတယ်အန်အင်းအုံနဲ့ဆိုတော့ဆန်နော်ဒါဆန်ဆိုတော့ဆန်ခါဆိုရင်ခံပေါ့နော်ဆန်โอเคနောက်တစ်ခုကကြတော့ချမ်းဒီမှာပုံပြလိုက်မယ်ချမ်းဘယ်လိုပြောလဲဆိုတော့ဒါချီနော်ချီကိုရအသေးလေးကတ်မယ်ချီရဆိုတော့ချနော်ချကိုအုံပေါင်းတော့ချမ်းနော်ချီရဆိုတော့ဒီလိုဖြစ်မယ်ချနော်ချချူချသုံးလုံးပဲရှိရဟုတ်လားချချူဆောဆိုတော့အန်အုံအန်အင်းအုံအဲ့လိုချမ်းရှိမယ်ချုံအဲ့လိုပဲရှိမယ်အဲ့ဒါကဒီဟာချအုံပေါင်းတော့ချမ်းဒီချမ်းကြတော့ဥပမာကောင်မလေးဆိုမအပယ်သို့မဟုတ်ကောင်လေးဆိုလို့ရှိရင်မောင်အပယ်လို့ပြောတာနဲ့အတူတူပဲဒါပေမဲ့သူကကြတော့ဂျပန်ကြတော့အနောက်မှာထည့်တာနော်နောက်မှာထည့်တော့ဘယ်လိုဖြစ်မလဲ apple jam sorry ချူနဲ့တာရင်းပြီ apple ချီရဆိုတော့ချနဲ့အုံပေါင်းတော့ချန် apple jam နော်ချီရလေးပါချီရချဆိုတော့ apple jam ပြမနော် apple jam အဲ့လိုဖြစ်ပါမယ်အဲ့တော့ရမလားမသိဘူးအဲ့ဆိုလို့ရှိရင်ဒီကိုက meaning ကဘယ်နှလုံးချက်ပြီးသွားပြီလဲဆိုတော့ဝါတာရှိကတော့အမြဲတမ်းကြားနေကြစကားလုံးဖြစ်တဲ့အတွက်မှတ်စရာမလိုအနာတာပေါ့နော်အနာတာဆိုတော့အာနာလိုက်တာပေါ့ဟုတ်နော်အာရဲ့နာရဲ့တာရဲ့အာနာလိုက်တာအနာတာဆိုတာတင်းကိုအာနာလိုက်တာပေါ့နော်အာနိုဟီတိုဆိုတာဟိုလူဟိုပုဂ္ဂိုလ်နော်အာနိုဟီတို that person ဟီတိုနောက်ကျဟီတိုဆိုတာလေအဲ့ဒီဘယ်လိုပြောမလဲရင်းနှီးသွားလိမ့်မယ်နော်ဟီတိုဆိုတာ ਨੇ ရင်းနှီး